တန်လေးတွေအခုကနှစ်တန်တွဲလောက်နော်အဲ့တော့နှစ်တန်တွဲကတော့ BL bla BR bra အဲ့လိုထွက်မယ်ဘာလာလို့ဆိုပြီးတော့ထွက်လို့မရဘူး bra bla bra CH cha CL cla CR crop ဒါကြီးကလွယ်ပါတယ်အပေါ်ဟာလေးတွေသိထားမယ်ဆိုလို့ရှိရင်ဒါတလုံးချင်းသိထားမယ်ဆိုတော့ရတယ် B bar နော်သူကဒီတိုင်းမပေါအောင်တချို့ဟာလေးတွေလောက်ပဲနည်းနည်းလေးဆန်းပြဖြစ်သွားတယ်လို့ရှိရင်အဲ့ဒါက DR dra TW dwa dwa နဲ့အမြန်ဆိုတော့ dwa ဆိုပြီးဖြစ်သွားတယ် number 4 က FL fla FR fra GL gla GR gra KN na PN na တဲ့တူလေးလို့နော်နောက်တစ်ခုက SCSK ska SH sha SL sla SM sma SN sna SP spa SQU squa ST sta SW swa TH ta ဒါမှမဟုတ်ဒါ TR tra TW twa ZH WR were ဒါရီကတော့ကျွန်တော်တို့အနည်းဆက်ဆုံးလို့ပဲကျွန်တော်ပြောလို့ရပါမယ်အမြဲတမ်းကြီးတော့ဒါကြီးကိုပုံသေးကားချက်ကြီးနောက်စကလုံးတစ်လုံးတွေးလာပြီးကျွန်တော် comment လာတော့အဲ့လိုဒါကြီးဆိုရင်ရောဟုတ်လားဆိုချွင်းချက်တွေတော့ရှိတယ်ပေါ့နော်အဲ့ချွင်းချက်တွေရှိတဲ့အခါကျတော့အများစုကိုပဲကျွန်တော်တို့ကအများစုဆိုတာလေ 99.99% လောက်ကျွန်တော်တို့မှန်ပါတယ်ဒါနော်တချို့ကရှိတယ် S ကိုကျွန်တော်စလို့တင်တယ်ဒါတော့မှ British နဲ့ English က British English နဲ့ American English ကတူတာမဟုတ် British English မှာစလို့ထွက်တယ်နော်သူကစလိမ့်နဲ့တန်ထွက်တယ်စ SIZE size American က size သူစလုံးတန်တယ်ထွက်တယ်အဲ့လိုပဲမ T ဆိုရင်ကျွန်တော်တို့က British English ဘက်ကိုရင်းပြီးတော့တင်တဲ့အခါကျတော့ထလို့ကျွန်တော်တို့ထွက်တယ် American တွေကတလို့ထွက်တယ်TIME time အဲ့လိုထွက်တယ်British က time အဲ့ဒါတူတယ်အဲ့တော့အဲ့လိုဟာမျိုးလေးတော့ကွဲလွဲမှုလေးရှိတယ်လို့နောက်ကချွင်းချက်ကလေးတော့ရှိတယ်ပေါ့နော်ကဘာရဲ့မှာကျတော့ဒီအင်္ဂလိပ်စကားကိုပြောနေကြတယ်ဆိုတော့သူ accent နဲ့သူယူဆပုံလေးတွေကတော့ကွဲဒါပေမဲ့ကျွန်တော်တို့ကအခုအချိန်မှာတော့ British English နဲ့ American English ကိုအလင်းတင်တယ်လို့မျိုးအကြုံတယ်လို့ကျွန်တော်တို့ရှင်းပြသွားမှာဖြစ်တဲ့ကြောင့်သိတော့ပြဿနာမရှိဘူးနော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့နောက်တန်ရောက်ပါပြီရှေ့တန်နေပြီးသွားပြီဆိုနောက်တန်ကfinal consonant sounds of a word နောက်တန်စကားလုံးတစ်လုံးရဲ့နောက်တန်အဲ့တော့ BBE နဲ့ကျွန်တော်တို့က B ကနေဆိုင်ဟို Z ထိသွားမှာဆိုတော့ BBE နဲ့စုံရင်ဘာအတန်အဲ့ဘာအတန်ဆိုတာပါဇက်ပိတ်ပေါ့နော်ပါဇက်ပိတ်လိုက်တော့နောက်ကဘာအတန်လို့ဖအတန်လို့မအတန်လို့အကုန်ပါဇက်ပိတ်တာမအတန်ခဏလေးထားလိုက်ဘာအတန်နဲ့ဖအတန်ကျောင်းသားတွေတော်များများမကွဲဘူးမှာဆိုရင်TAP and TAB မှာ TAB ဆိုရင်လည်းပါဇက်ပိတ်တယ် tap ဒါပဲထွက်တယ် TAP ဆိုလည်း tap အဲ့ဒါပဲထွက်တယ်ဆိုအတန်မတူဘူးမှန်မယ်နော်ဒါဘာဆိုတာအတန်နည်းနည်းပို့ပြီးတော့ပြင်းတယ်ဆိုရင်တော့အတန်လေးတယ်တော့နည်းနည်းရှည်ရတယ်အတန်ရှည်မယ်အတန်နည်းနည်းလေးမယ်ပါဇက်တော့ပြီနော်အဲ့တော့ဟိုမှာ CAB ဆို cab အဲ့လိုထွက် CAP ဆိုရင် cap အဲ့လိုပဲထွက်ကျော် cap အဲ့လိုထွက်တယ်အဲ့တန်လေးထွက်တယ်ဘာအတန်ကြတော့ထွက်လို့မကောင်းတော့ cab အဲ့လိုကြီးဖြစ်တယ်မှာ b ဆိုတဲ့အတန်ထွက်လာရင်အဆင်မပြေဘူးလားအဲ့တော့ပါဇက်ပဲပြေးတယ်ပါအဆင်ပြေပါလေ cap dab ဒီနေ့အတန်လေးထားပါကိုမိမိဆိုတဲ့ဥမှာပေါ့ပေါ့ပါဆိုတဲ့ပုံစံမဟုတ်ပဲねလေးလေးပင်ပင်လေးဆိုပြပါနော် lab slab dab web bib lib rib cob jaw roll nut pop top abe babe gabe glebe plebe grebe jibe scribe vibe globe robe strobe
cube tube tube နောက်နံပါတ်2ကတော့ IC နဲ့ဆုံးတယ် C နဲ့ဆုံးတယ် C နဲ့ဆုံးတယ် C တော့မပါဘူးနော်ရတော့အဖြစ်တော့ IC နဲ့ဆုံးတာများတယ် AC နဲ့ဆုံးတာတစ်လုံးတော့ရှိတယ်အင်္ဂလိပ်စာပေါ့နော်အဲ့တော့ IC နဲ့ဆုံးတယ်ပဲထားလိုက်ပါနော်နောက်တစ်ခါ QUE နဲ့ဆုံးတယ်အဲ့ဆိုရင်ခတန်ထွက်ပါတယ်နော်ခအဲ့ဒါလေးတမ်းခဆိုတော့အတန်မှာထွက်ပြီးတယ်အဲ့တော့ acrylic acidic logic Atlantic biometric biotic antic oblique bark mosque အဲ့ဒီမှာတော့ mosque ကဒါကျွန်တော်တို့ပလီပြောတော့မော့နောက်မှာစတန်ပါပြီးမှခါတာနော်နောက်မှာလည်း QE ရှိမှာ S လေးတစ်လုံးပို့တာနော်အဲ့လိုမျိုးလုံးပြောတာနှစ်တန်ထွက်ပြီးတော့ mosque ဒါလေးကလည်းဟိုဘာသာရေးမှာအသုံးဝင်ဘာသာရေးအတွက်သုံးလို့ရတယ်သုံးနေကြတဲ့စကားလုံးတွေပေါ့နော် mosque တို့ church တို့ temple တို့ဒါမျိုးနော်နံပါတ်3ကတော့ CKK နဲ့ဆုံးလဲခါတယ်မထွက်တယ်ပေါ့နော်အဲ့တော့ back crack break trick lock truck bake break take lake bike like spike strike look number 4 C နဲ့ဆုံးတာတော့စာတန်ထွက်ပါတယ် ace face grace brace place palace fleece peace dice mice price advice thrice vice introduce တချို့ introduce အတန်းနဲ့မျိုးတော့ရှိတယ်နော်ကြိုက်တာဆိုပါ introduce လို့ဆိုပြီးပြောတာလို့ရှိတယ်နောက်တစ်ခုက spruce produce အဲ့မှာလည်းနှစ်တန်းရှိပါတယ် produce ဟိုမှာလည်း introduce produce တချို့ကကြတော့ deuce တန်ကို juice တန်နဲ့ဆိုကြပါတယ်ရပါတယ် introduce produce ဒါလည်းရပါတယ်နော်တရားအတန်နေတော့တရား du ဆိုကျွန်တော်ဒါတွေတော့နှစ်တန်လုံးထွက်လို့ရတယ်လို့ပဲမှတ်ထားပါအဲ့ဒါဆိုရင်တော့ဒီနေ့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်